Okay ဒီနေ့ကတော့ဂျပန်နိုင်ငံရဲ့ပေးရတဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ဆွေးနွေးမယ်ပြောကြမယ်ဂျပန်နိုင်ငံမှာဘယ်လုပ်ငန်းကိုဝင်လာတဲ့ဖြစ်ဖြစ်အချိန်ပိုင်းပဲလုပ်စိတ်ဆိုင်ပဲလုပ်ဘယ်လုပ်ငန်းပဲလုပ်ကိုရီးယားဒီပေးယူရတယ်ကွာခွင့်ရယူရတယ်ပေါ့ကိုယ်နားရက်ကိုအဲ့နားရက်ယူတဲ့အခါမှာစိတ်ဆိုင်နေဆိုရင်တော့ပုံမှန်ဆိုရင်စနေတင်ကိုနေပေးတယ်အဲ့လိုလူတွေကတော့သူတို့ကြတော့ပေးထားတယ်ကျန်တဲ့ပုံမှန်ဒီကုမ္ပဏီကနေပြီးတော့ပေးရတယ်ပေါ့ဥပမာတစ်လောက်ရှေ့ရပေးတယ်ရှေ့ကတော့ပုံသိမရဘူးမှာစနေတင်ကိုနေပုံသိမရှိဘူးသူတို့ပေးရကိုယူရတယ်အဲ့လိုလူတွေကဂျပန်နိုင်ငံမှာတော်များတယ်အဲ့လိုလူတွေထဲမှာကိုရီးယားဘလို့ဒီပိတ်ခွင့်ရက်ကိုယူရမယ်ဘလို့ခွင့်ရက်ကိုအသုံးချရမယ်အဲ့လိုအသုံးချတဲ့လူတွေနဲ့ပုံမှန်ပဲတရေတဘောတရေကြိုက်တယ်လို့လုပ်တရေပေးတာကိုပဲကျွန်တော်တို့ယူမယ်အဲ့လိုလူတွေ꿰သွားတယ်အဲ့မှာနောက်ပိုင်းဘလို့ဖြစ်လာလဲဘလို့ခံစားလာလဲဘလို့ကြုံတွေ့လာလဲဆိုတော့ခွင့်ရက်ကိုကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ကျွန်တော်ကတော့ဒီရက်ကိုယူခြင်းတယ်လာတိုင်းပုံမှန်ကျွန်တော်ဒီရက်ကိုယူခြင်းတယ်ကျွန်တော်တို့ဒီရက်မှာဘာလို့ဆက်ရှိတယ်တကယ်လဲလုံနေတယ်ကျွန်တော်စူးစမ်းနေတယ်အဲ့လိုလူကြီးကြတော့တိုးတက်သွားတယ်ဒီကိုယ့်ရဲ့ပေးရမှာကအကောင်းဆုံးသုံးကြတယ် stress တွေနည်းတယ်ဖိအားတွေနည်းတယ်မဟုတ်ဘူးတခြားတစ်ဖက်ကနေပြန်တွေးမယ်တခြားလူတွေကကြတော့သူတို့တရေတွေပေးရက်ကိုပဲယူတယ်ဒါကျွန်တော်ပါဝင်ဂျပန်စားတော့ဆိုတရေတွေပေးရက်ကိုပဲယူတယ်အတွက်ကိုယ်လူချင်တဲ့ပေးရက်ကိုကိုရီးယားခီးသွားခြင်းနဲ့ဆောင်ရွက်ပြခြင်းနဲ့ပြောမနေ့ပြောယူရတယ်မနေ့တိုင်ပင်ရတယ်ပြောလို့ဂျပန်ကလီယူတွေပေးရတယ်ချောင်းမချက်တွေပေးရတယ်အဲ့လိုချောင်းမချက်တွေပေးရတာကြီးတစ်ခါနှစ်ခါဆိုဘာကောင်းနေမပြောချင်ဟုတ်ပါတယ်ဒါငေါ့နာအမြဲတမ်းကိုကတောင်းမယ်ဆိုရင်အမြဲတမ်းပြောနေရမယ်ဆိုရင်အဲ့ဒီကမဟုတ်တော့အဲ့ဒါကိုဘယ်လိုပြောရမလဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ငါဒီပိတ်ရက်လေးငါအတွက်ငါဒီပိတ်ရက်လေးယူလာတော့သူတို့ကငါအတွက်မပေးချင်ပါလားသူတို့ဒီလိုပါလားဆိုတော့ကိုမြင်လာရောဘယ်လိုဖြစ်ဘယ်သူမှဆိုမြင်လာကျွန်တော်ဆိုလည်းမြင်လာပဲမြင်လာလို့ကျွန်တော်အလုပ်ကိုထွက်တယ်ကျွန်တော်တော့ကောင်းတဲ့အလုပ်ကိုပြန်ရှာတယ်ကျွန်တော်ကိုပို့ပြီးလေးစားတယ်ကျွန်တော်ရဲ့တန်ဖိုးကိုသိတယ်အဲ့ဒီအလုပ်ကိုရှာတယ်အဲ့လိုမျိုးပဲအခုမှဂျပန်လာမဲ့သူတွေရောဂျပန်မှာရောက်နေတဲ့သူတွေရောကိုရမဲ့ခွင့်ရကိုအကောင်းဆုံးသုံးချအကောင်းဆုံးယူဘယ်သူမှအာမနာနဲ့ဘယ်တတိမှအာမနာနဲ့ဘယ်ကုမ္ပဏီမှအာမနာနဲ့တကယ်လို့ကိုခီဘိုးပေးရက်ကိုရတယ်ကိုလိုချင်တဲ့ပေးရက်ကိုအေးမင်းတို့တောင်းဆိုမင်းတို့ရတယ်မင်းတို့လိုချင်တဲ့ပေးရက်ပေးမယ်ဆိုရင်ယူဘာမှအာမနာနဲ့အဲ့လိုမယူဘူးဆိုရင်ယူတဲ့လူတွေသူကပေးတာဂျပန်နဲ့ယူတယ် BNN နဲ့ယူတယ်အခုဒီမြန်မာရမယူအဲ့လိုဆိုမြန်မာတွေနောက်ကကြိုင်သူကယူတဲ့လူပဲသူတို့ကတန်ဖိုးထားတယ်ပေါ့သူကယူတာပဲသူတို့လုံးလို့မရဘူးသူတို့ငါတို့ပေးမှရမှာပဲဆိုပဲခန်းစားချက်ဝင်ပြီးသူတို့ပဲပေးတာကိုကြီးကြတော့အေးစေးပဲရောနှိလိုက်မယ်လေအဲ့လိုမလဲအကြောင်းမချက်လေးပေးလိုက်မယ်ရတယ်ဟုတ်တယ်သူတို့ကအမြဲတမ်းယူနေတာအဲ့ဒါကြောင့်မရဘူးနော် comment နဲ့အဲ့လိုစကားလုံးနဲ့နှစ်သိမ့်သွားတယ်များတယ်ကွာအဲ့ကြောင့်မို့ကိုတွေကဒါနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေကိုဒါပြောပြတာဒါပြောထိုက်လို့ဒီအချိန်မှာမပြောလို့မရတော့အခုဂျပန်မြန်မာတွေလည်းများနေပြီဆိုတော့ကိုညီညီမတွေအကိုတွေအမတွေဒါလေးသိအောင်လို့ဒီယာဇူမီဒီပခွင့်ရနဲ့ပတ်သက်ပြီးတော့သိတိုက်တာလေးတွေကိုကိုကသိရမယ်ပြောရမယ်ပုံလင်းရှိရမယ်ဒါပဲတောက်ပြောချင်တာ